အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကိုအားပေးကြတဲ့ကိုမမတွေအတွက်ဒီတစ်ခါပြောပြပေးမယ့်အကြောင်းလေးကတော့အတိအမတယောက်ရင်ဖွင့်လာတဲ့ဟိုကိစ္စနဲ့ပတ်သက်တဲ့ဖြစ်ရပ်မှန်အကြောင်းလေးတစ်ခုဖြစ်ပါတယ်ရှင်ဒီအကြောင်းလေးကိုပြောပြရတဲ့ရည်ရွယ်ချက်ကတော့ရှင်တို့စီမှအကူအညီဒါမှမဟုတ်အကြံဉာဏ်တချို့တောင်းခံခြင်းလို့ပါဒါကြောင့်ဒီအကြောင်းလေးကိုအဆုံးအထိနားထောင်ပြီးရင်အကူအညီဒါမှမဟုတ်အကြံဉာဏ်တချို့ပေးကြဖို့တောင်းဆိုပါတယ်ဒီလိုရင်ဖွင့်ပြီးပြောရတာဟာအရှက်မဲ့တယ်လို့ဖြစ်ပေမဲ့ဒီအမအတွက်တော့တကယ်ကိုလိုအပ်လို့ပါနော်ဒါကြောင့်ယုံကြည်စိတ်ချရတဲ့သူတွေရှိရင်အပြင်မှာတွေ့ပြီးတိုင်ပင်ချင်ပါတယ်ရှင်ဒီအမရင်ဖွင့်လာတဲ့အကြောင်းလေးကတော့ဒီလိုပါရှင်သူမကအသက်32နှစ်အရွယ်အိမ်အောင်ရှင်မတယောက်ပါရုပ်ချောသလိုကျန်းမာရေးလိုက်စားလို့အပိုအလိုမရှိပဲတင်းရင်ကျစ်လက်တဲ့ခန္ဓာကိုယ်အချိုးအစားရှိပါတယ်အသားဖြူပြီးအရက်က9ပေကျော်ပါတယ်ကျမနဲ့လည်းညီအမလို့ခင်မင်းရင်းနှီးသူတယောက်ပါရှင်ကိုပိုင်စီးပွားရေးလုပ်ငန်းကိုဦးဆောင်လုပ်ကိုင်နေသူပါအိမ်အောင်သက်9နှစ်ခန့်ရှိပေမဲ့ကလေးမရသေးပါဘူးရှင်သူမအမျိုးသားကတော့ဘာလုံးမမလုပ်ပဲမူရစ်ဆေးဝါးရဲ့တားကောင်ဖြစ်နေပါတယ်သူမတို့ကအိမ်အောင်ကြပြီးကလေးကရန်ကုန်မှာတီးတန့်အိမ်ခွဲနေတာပါအဓိကပြဿနာကသူမအမျိုးသားရဲ့အားနည်းချက်ပါရှင်ဒီအမကအပြိုဘဝကလေးကစီးပွားရေးကိုပဲအဓိကလုပ်နေလို့လက်တွဲဖော်ရှာဖို့စိတ်မဝင်စားခဲ့ပါဘူးဒါပေမဲ့သူမမိဘတွေရဲ့စကားကိုနားထောင်ပြီးခုအမျိုးသားနဲ့အိမ်အောင်ပြုခဲ့တာပါအိမ်အောင်ကြပြီးတစ်နှစ်လောက်အထိသူမတို့အိမ်အောင်ရေးကตายရခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့အမျိုးသားကမူရစ်ဆေးနဲ့တွေပြီးမူရစ်ဆေးဝါးရဲ့တားကောင်ဖြစ်သွားခဲ့ရပါတယ်သူမရဲ့မျိုးသားကမိုးလင်းကနေမိုးချုပ်အထိမူရစ်ဆေးပဲသုံးပြီးနေပါတယ်ဟိုကိစ္စကိုလည်းစိတ်မဝင်စားတော့ပါဘူးသူမဖက်ကတောင်းဆိုတာတောင်သူဖက်ကဘာမှမတုံ့ပြန်နိုင်ပဲဖြစ်နေပါတယ်နောက်ပိုင်းကြာလာတော့သူမအမျိုးသားကတငယ်ချင်းတချို့ကိုအိမ်ခေါ်လာပြီးညအိမ်ညနေမူရစ်ဆေးဝါးကိုပဲအတူတူသုံးကြတာကြောင့်သူ့တငယ်ချင်းတချို့ကသူမကိုပြုကျင့်ဖို့မကြာခဏစ조사လာကြတာကြောင့်ခုဆိုရင်သူမမှာတခြားနေရာမှာတိုင်ငန်းတစ်ခုဝယ်ပြီးတယောက်တည်းနေရပါတယ်။ဒါကိုသူမအမျိုးသားကလည်းလက်ခံပါတယ်။သူ့အတွက်မူရစ်ဆေးဝါးသုံးဖို့လုံလောက်တဲ့ငွေရရင်ကျေနပ်နေတာပါခုတော့ဒီအမကတယောက်တည်းအထီးကျန်နေပါတယ်ရှင့်။ပွင့်ပွင့်လင်းလင်းပြောရရင်ဟိုကိစ္စကိုထိတွေပူးတဲ့အိမ်ထောင်တဲ့တယောက်အတွက်ခုလိုချိန်မှာလိုအပ်နေတာပါသူမဘဝမှာငွေကြေးပြည့်စုံပေမဲ့ဒီကိစ္စကိုလိုအပ်နေပါတယ်သူမအမျိုးသားစီကဒီကိစ္စရဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးရှင်တခါမှာတော့သူမလိုတာကိုရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတစ်ချိန်နဲ့ပဲသူ့အမျိုးသားကိုစိတ်နာသွားခဲ့ရတာပါအကြောင်းကတော့သူ့အမျိုးသားကဈေးကွဲပြီးသူမကိုသူ့တငယ်ချင်းတွေရှေ့မှာပဲအဝတ်စားကုန်ချွန်ပြီးဆက်ဆံခဲ့လို့ပါရှင့်ကံကောင်းတာတစ်ခုကသူ့တငယ်ချင်းတွေကသူမကိုမပြုတ်ကျင်ကြလို့ပါဒါကြောင့်ပဲဒီအမကတိုက်ခန်းတစ်ခုဝယ်ပြီးတယောက်တည်းတီးတန့်နေလာတာနှစ်နီးပါရှိပါပြီနောက်ပြီးသူမအမျိုးသားနဲ့လည်းတရားဝင်ကွာရှင်းလိုက်ပါပြီရှင့်ဒီနှစ်အတွင်းမှာသူမဟာနောက်အိမ်ထောင်ပြုဖို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့သူမကိုလာကတ်တဲ့သူတွေအားလုံးကသူမရဲ့အလှပနဲ့ငွေကြေးကြောင့်ဖြစ်နေကြလို့သူမအတွက်စိတ်ညစ်နေရပါတယ်ဒါကြောင့်သူမကယုံကြည်စိတ်ချရတဲ့သူရှိရင်သူမလုပ်ငန်းမှာအလုပ်သွင်းပေးထားပြီးမောင်နှမပုံစံဒါမှမဟုတ်တငယ်ချင်းပုံစံနဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးသွားခြင်းတယ်လို့ဆိုပါတယ်ရှင့်ဒီလိုစဉ်းစားရတာကခုအချိန်မှာသူမဟာမိသားစုမောင်နှတွေမရှိတော့ဘဲတယောက်တည်းဖြစ်နေလို့ပါနော်ဒီလိုစဉ်းစားရတာဟာအဆင်ပြေနိုင်သလားဒါမှမဟုတ်တခြားနည်းလမ်းကောင်းရှိရင်အကြံပေးကြပါအောင်နော်စနိုးရဲ့တငယ်ချင်းတွေကိုအားကိုးပါတယ်ရှင့်နောက်ပြီးခုကျမပြောခဲ့တဲ့အကြောင်းတွေဟာအစီအစဉ်မကျဖြစ်နေရင်ခွင့်လွတ်ပေးပါနော်ကျမကဒီလိုကိစ္စတွေကိုအရင်ကမပြောဘူးနော်နောက်ပြီးတိုင်းရင်းသူဖြစ်တာကြောင့်စကားပြောရင်အစီအစဉ်မတည့်တာတွေဖြစ်တတ်လို့နားလည်ပေးပါလို့လဲတောင်းဆိုပါတယ်ရှင့်နောက်ပြီးဒီကိစ္စကိုတင်ပေးရတာကအဲ့ဒီအမှားကိုကိုချင်းစာလို့ပါရှင့်သူမအနေနဲ့ကတော့
အနေထိုင်အေးပြီးစီးပွားရေးကိုပဲအာရုံစိုက်ပြီးလုပ်ကင်နေပါတယ်ဒါပေမဲ့ညီမလို့ခင်ရတဲ့ကျမအနေနဲ့သူမဘာလိုအပ်နေလဲဆိုတာနားလဲပြီးကိုချင်းစာလို့တင်ပေးလိုက်တာပါနော်ခုလိုအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်စနိုးရဲ့ပရိသတ်ကြီးတာယာတဲ့ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ